ကျွန်တော်တို့ကိုပြောင်းလဲဖို့ဘာကြောင့်ဒီလောက်ထိခက်ခဲနေရတာလဲအဖြေကတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်လက္ခဏာကိုတိစောက်တဲ့နေရာမှာအတိတ်ကပုံစံအဟောင်းနေနဲ့ပဲပိတ်မိနေလို့ပါအတိတ်ကအတွေ့အကြုံတွေအလေးချင်းနေတဲ့မှာပဲအမြဲတမ်းပိတ်မိနေပြီးကိုပြောင်းလဲခွင့်မပေးမိကြဘူးဒါဟာအထူးသဖြင့်အခုခေတ်လူငယ်တွေကြားမှာအဖြစ်များတဲ့ပြဿနာတစ်ခုလို့ကျွန်တော်မြင်မိတယ်ကိုယ်တိုင်လည်းဒီလိုမျိုးအချိန်တော်ကြာကြုံတွေ့ခဲ့ပူပါတယ်ကိုပြောင်းလဲဖို့ကြိုးစားပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းဟန်တားနေတယ်လို့ပါပဲဒါစိတ်ပိုင်းဆိုင်ရာအလေးချင်းတွေကြောင့်ပါ Becoming Supernatural ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားသလိုပဲကျွန်တော်တို့ကအတိတ်ကအတွေ့အကြုံတွေကနေထွက်လာတဲ့ဓာတုဗေဒဆိုင်ရာခန်းစားချက်တွေမှာပဲဆွဲလန်းနေတတ်ကြတယ်အဲ့ဒီအတွေ့အပြုမှုတွေကိုပဲအမြဲတမ်းပြန်လုပ်နေမိတာပါ Manifestation လို့ခေါ်တဲ့ကိုယ့်ရဲ့အတွေ့အကြုံကတဆင့်အရာရာကိုဖန်တီးယူတာကိုယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေသိပ္ပံနည်းကျရှုထောင့်ကကြည့်ရင်တော့အတူတူပါပဲအတိတ်ကအတွေ့အကြုံတွေကိုပဲအမြဲတမ်းပြန်တွေးနေရင်အဲ့ဒီအတွေ့အပြုမှုတွေကိုပဲထက်ကလုပ်နေရင်တော့ပြောင်းလဲဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးဒါပေမဲ့အတိတ်ကိုလုံးဝမေ့ပစ်ဖို့ပြောတာတော့မဟုတ်ပါဘူးအတိတ်မှာကိုမလုံနိုင်ခဲ့တဲ့ဒါမှမဟုတ်ပိုကောင်းအောင်လုပ်နိုင်ခဲ့တဲ့အရာတွေကိုသင်ခန်းစာယူပြီးရှေ့ဆက်ဖို့ပြောတာပါတကယ်တော့ပြောင်းလဲခြင်းဆိုတာကိုညှင်းပယ်တာမျိုးမဟုတ်ပါဘူးကျွန်တော်တို့တွေကကိုယ့်ရဲ့အတွေ့အကြုံတရားတွေထဲမှာပိတ်မိနေပြီးတော့တိုးတက်ဖို့ခက်ခဲနေကြတာပါဒါကိုကျော်လွှားဖို့အတွက်ပထမဆုံးအချက်ကတော့ကိုပြောင်းလဲဖို့ကြိုးစားနေတာကိုရှက်မနေဖို့ပါပဲအရင်ကဆိုရင် affirmation လို့ခေါ်တဲ့ကိုအပြုသဘောဆောင်တဲ့စကားလုံးတွေနဲ့အားပေးတဲ့အလေးအကျင့်ကိုလုပ်ဖို့ဆိုရင်အရန်ထူးဆန်းတယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ကိုချစ်ဖို့ကိုပိုကောင်းအောင်လုပ်ဖို့ဆိုတာရှက်စရာမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာတယ်ကိုယ့်ရဲ့အတွေ့အကြုံတရားတွေကိုပြောင်းလဲဖို့အတွက်တစ်ခုခုနဲ့အစားထိုးဖို့လိုအပ်ပါတယ်အစိုးမြင်တဲ့အတွေ့တွေကိုအလိုလိုပျောက်သွားအောင်လုပ်လို့မရပါဘူးအဲ့ဒီအစားကောင်းတဲ့အတွေ့တွေနဲ့အစားထိုးမှသာရမှာပါကျွန်တော်တွေကကိုဖြည့်ဆည်းဖို့အတွက်အတိတ်ကအတွေ့အကြုံတွေပဲအသုံးပြုနေကြတာပါဒါကြောင့်မဲ့လူတွေကတတ်နေကြတာပါခရီးစဉ်ပြီးဆုံးသွားပြီလို့ယူဆတဲ့သူဟာခရီးကိုရပ်တန့်လိုက်တာပါပဲဆိုတဲ့စကားပုံတိုင်းပါပဲကျွန်တော်တို့ရဲ့တိုးတက်မှုခရီးစဉ်ကိုဆက်လက်ရှောက်လန်းခွင့်ပေးရပါမယ်နောက်တစ်ချက်ကတော့တက်တောင့်တက်တာ comfort ဆိုတဲ့အပေါ်မှာနားလည်မှုလွဲနေကြတာပါတနေရာမှာငြိမ်နေတာကို comfort လို့ထင်နေကြတယ်ဒါပေမဲ့တကယ်တော့တိုးတက်ပြောင်းလဲနေတဲ့အချိန်မှာကိုတက်တောင့်တက်တာရှိအောင်ထားတတ်ဖို့ကပိုအရေးကြီးပါတယ်တက်တောင့်တက်တာရှိမှုဆိုတာဟာအဆုံးသတ်မဟုတ်ပါဘူးအားလုံးကိုပြောချင်တာကတော့ကိုယ့်ရဲ့တိုးတက်နိုင်စွမ်းကိုယုံကြည်ပါကိုယ့်ရဲ့စိတ်ကူးတွေကိုလက်တွေ့ဖော်ဆောင်ပါပြောင်းလဲခြင်းနဲ့အတူလိုက်ရောညီတွေပြောင်းလဲသွားဖို့လိုအပ်ပါတယ်ပြဿနာတွေကိုကြုံရတဲ့အခါပြေးမနေပါနဲ့ကိုပိုကောင်းအောင်ပြောင်းလဲဖို့ကြိုးစားနေတဲ့အစိတ်ပိုင်းတွေကိုတော့မဆွန့်လွတ်လိုက်ပါနဲ့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့ပါအခြေအနေတစ်ခုမှကြောက်နေတယ်ဆိုရင်တော့ကိုယ့်ရဲ့တုံ့ပြန်ပုံကိုပြောင်းလဲလိုက်ပါကျွန်တော်ကိုယ်တိုင်လည်းလူအများရှိမှစကားပြောရမှာကြောက်ခဲ့ပူပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုပိုသိလာတဲ့အခါမှာတော့အဲ့ဒီကြောက်စိတ်တွေဟာတဖြည်းဖြည်းလျော့ပါသွားပါတယ်ကိုချစ်ပြီးကိုယ့်ရဲ့အတိတ်ကပုံစံအဟောင်းတွေကိုဆွန့်လွတ်ပြီးအသစ်တစ်ပံပြောင်းလဲဖို့ကြိုးစားပါကိုအခွင့်အရေးပေးပါ